9 ကျော်6လောက်လုပ်ခဲ့တယ်လို့အဲ့ဒါကိုကျွန်တော်တို့ဒီနေ့တော့လုပ်ဖက်လိုက်တယ်လုပ်ချက်ကြောင့်လည်းပြောတယ်ဒီလက်ပါဘာလို့ပေါ်ပါသွားလဲခံစားရတယ်ခုနကကျွန်တော်အလုပ်ထွက်မယ်ဆိုပြီးတော့ပြောရဲတို့သွားပြီးတော့အခုပြန်ရောက်ပြီပြန်ရောက်အခုလေးပြန်ရောက်တယ်အခုလေးပြန်ရောက်တယ်ရောက်ပြီးတော့ဒီဘက်ရိုက်လိုက်တော့တော့ဘူးပြန်มาရတယ်ဦးတို့ကတော်ဘူး6လကျော်လောက်လုပ်ခဲ့တဲ့အလုပ်ကြီးပေါ့6လကျော်လောက်လုပ်ခဲ့တဲ့အလုပ်ကြီးอ่ะနောက်ဆုံးတော့ပြီးဆုံးသွားပြီပြောမယ် kitchen ထဲမှာကျွန်တော်6လကျော်လောက်ချီနောက်ခံအစားခံဒါစိတ်ပင်မဲ့လူပင်မဲ့နဲ့လောက်လာနောက်ဆုံးတော့ဒီနေ့တနေ့ဒါကျွန်တော်အလုံးအောင် relax ပဲအတိတ်ပဲရှိတယ်ကျောင်းတော့သူပြရတယ်သူကျောင်း comfort zone ထဲမှာနေတဲ့တကောင်မဟုတ်ဘူးကျောင်းရဲ့ character က spy ပဲ character အဲ့လိုမျိုးတွားလူစားမျိုးပြတီးပြီးလို့ရှိရင်တနေရာထဲမှာကျွန်တော်ကအများနဲ့ဖင်ဖို့မှမထိုင်ကြဘူးဟိုဒါဥပမာလေးပြောပြတနေရာအလုပ်တစ်ခုမှာကျွန်တော်ကအများကြီးကြာပြီပဲမနေကြဘူးအဲ့လိုမင်းဟဲ့အောင်မင်းဆောက်ပြအလုပ်မမြဲတဲ့ကောင်တော့ဟုတ်ကိုယ်နဲ့ကိမကြိုက်ကိုယ်တက်လာမရှိဘူးကိုယ်ရဲ့ကိမကြိုက်ဘူးကိုယ်ရဲ့ပွားကြီးမှချမ်းမရှိကျွန်တော်တော့ပြချပြီကျွန်တော်ပြချအိုက်ဒိုးမယ်နောက်ထပ်ကိုယ်နဲ့လုံးဝ perfect ဖြစ်မဲ့အလုပ်မျိုးကျွန်တော်ရွှေ့မယ်ရွေးပြီးတော့လုပ်မယ်ဘာလို့ပါခုနကကြီးမကြိုက်ခုနအလုပ်စင်ပြေတဲ့ဟာကြီးကျွန်တော်ဘာမေးပြီးတော့စင်ပြေသွားမှာပါဘာလို့ပြဿနာရနေပါလဲမေးပြီးတော့စိတ်ပဲလူပဲခံဘာလုပ်အဲ့တော့မိတ်ဆွေဒီနေ့ကျွန်တော်ရဲ့စောင့်ရအားရနေရလှုပ်ချင်တာကိုလှုပ်လိုက်တယ်ဘယ်လိုပဲပြောဘယ်လိုပဲစကားလုံးနေပြောလိုပဲတိုက်ခိုင်မင်းလမ်းမာနေတယ်ဟဲ့မင်းတို့ရဲ့ကြီးကမှားနေတယ်ကျွန်တော်ပြောလာပြောလို့ရှိတယ်အခုကျွန်တော်ဒီလိုလုပ်လိုက်တဲ့အတွက်လာပြောရအများကြီးဟဲ့မင်းလုပ်ရဲ့ကြီးမှားတယ်မင်းမမှားလဲဟဲ့မင်းကြောက်ပြီးတက်ရှိရောထိုင်ပန်ကောက်မနေနေဆိုတော့စားရစားကိစ္စရှိတယ်ဒါထောက်တာစားကိစ္စဟဲ့မင်းစားရစားနေနေမသိဘူးမင်းဒုက္ခရောက်မယ်သူကဝတ်တောက်ဖြစ်မယ်တို့ပြောတို့ရှိရဲပြောဘာပြောချင်လဲတော့ကျွန်တော်မသိပါဘူးတောင်းကောင်းစေချင်လို့ပြောရလားဒါကိုတက်ကြီးကိုရိုက်ချရလို့ပြောရလားကျွန်တော်မသိကျွန်တော် no fucking care I don't fucking care ကျွန်တော်မူက keep going ပန်းနေမြောက်တဲ့ထိ keep going bro စောင်းသွားမယ်လောက်ရရှိအလုံးမယ် get real life အခုနောက်တနေ့လောက်ကြာရင်တော့နောက်ပုံစံတစ်ခုနဲ့ကျွန်တော် square chain တော့ neighbor chain ဝေါမှာပဲဒီတနစ်ကောင်းနောက်ပုံစံတစ်မျိုးတော့ဖြစ်နိုင်လိမ့်မယ် okay peace